Premier League ရဲ့အကောင်ဆုံးကွင်းလည်လူဟာ Bruno Fernandes မဟုတ်ပါဘူး။ Cole Palmer မဟုတ်တယ်လို့ Alexis Mac Allister လည်းမဟုတ်ပါဘူး။ဒီမှာထိပ်တန်းကွင်းလည်လူ9ယောက်စင်ရှိပါတယ်။နံပါတ်1နေရာကလူကတော့တက်ရှိထင်ရှားရှိသမျှသူတွေထက်ပွဲကိုအကောင်ဆုံးထိန်းချုပ်နိုင်သူဖြစ်ပါတယ်။နံပါတ်5 Moises Caicedo Britain သမိုင်းမှာအထူးကကြေးအကြီးဆုံးကွင်းလည်လူဖြစ်ပြီးသူ့ရဲ့တန်းကြေးကိုအပြီးဝါသက်တည်ပြခဲ့ပါပြီ။သူဟာကွင်းအနှံလိုက်ပါကစားနိုင်ပြီးပြိုင်ဘက်ရဲ့တိုက်စစ်စက္ကန့်မှန်ကြားမလာခင်ကတည်းကဖျက်ထုတ်ပြီးတတ်ပါတယ်။နံပါတ်4 Bruno Fernandes Manchester United ရဲ့အသင်းကောင်းဆောင်နဲ့အသင်းရဲ့နှလုံးခုန်တန်းတင်သူ့ကိုဘယ်လိုပဲထင်မြင်ပါစေသူဟာလီပလန်ကွဲမှာယာတီတိုင်းမသူ့ထန်မဆိုဂိုးဖန်တီးမှုအခွင့်အရေးများစွာဖန်တီးပေးနေသူဖြစ်ပါတယ်နံပါတ်3 Alexis Mac Allister ကမ္ဘာ့ဗလားချန်ပီယံတူထီပြီးအနီးကပ်သေးချာမကြည့်မချင်းဘသူမှသတိမထားမိတဲ့ငီပတ်တဲ့လှုပ်ဆောင်ချက်တွေကိုအမားအရွေးမရှိလှုပ်ဆောင်ပေးနိုင်သူပါတေချာကြည့်မိသွားရင်တော့သူဘလောက်တောင်ကောက်လဲဆိုတာမြင်တွေ့ရမှာဖြစ်ပါတယ်ထိတ်တန်းတစ်ယောက်ကိုမပြောခင် channel ကို follow လုပ်ထားပါမဟုတ်ရင်ဒီ channel ကမင်းတို့ပြောသမျှဘောလုံးငင်းခုန်မှုတွေကိုအဆုံးသတ်ပေးထားမှာပါနံပါတ်2 Declan Rice Arsenal ရဲ့အဓိကဆက်အင်ဂျင်သူခန်းစစ်ကစားတဲ့ရှေ့ကိုတိုက်စစ်စင်တယ်ခန်းစစ်ကွင်းလည်လူတယောက်အသွင်းယူဖို့မလွယ်ကူတဲ့ဂိုးမိုးတွေကိုသွင်းယူပေးပါတယ်နံပါတ်1ကမ္ဘာအကောင်းဆုံးကွင်းလည်လူသူကြန့်ခိုင်မှုပြဝနေချိန်မှာအသင်းကိုမရှုံးနိုင်အောင်လှုပ်ဆောင်ပေးနိုင်သူပါငါဘသူကိုပြောချင်မှမင်းတို့အတိအကျတီးပေးထားပါသူ့နာမည်ကိုအောက်မှာ comment ရေးသွားခဲ့ပါ